သူဟာသူ့တငယ်ချင်းတွေစီကဒေါ်လာ100အနိုင်ရမှာကိုလိုချင်ပြီးခြေထောက်ကိုစက်ပြနဲ့စွတ်ကာကလေးတန်းပေါ်ကိုဝင်ခဲ့ပါတယ်ခဏအကြာမှာတော့သူဟာညှက်သွားခဲ့ပြီးသူ့တငယ်ချင်းတွေကလည်းသူ့ကိုပစ်ထားခဲ့ကြပါတယ်သူဟာတညလုံးပန်းခြံထဲမှာပိတ်မိနေခဲ့ပြီးအော်ဟစ်အကူအညီတောင်းနေခဲ့ပေမဲ့ဘယ်သူမှရောက်မလာခဲ့ပါဘူးနောက်နေ့မနက်မှာပန်းခြံဆောင်ကသူ့ကိုရှာတွေ့ခဲ့ပြီး911ကိုခေါ်ပေးခဲ့ပါတယ်ကဲဆယ်သူတွေကလည်းဒန်းကကြိုးကိုဖျက်ပေးခဲ့ပါတယ်ဆေးရုံမှာဆရာဝန်တွေကဒန်းကိုလွှာနဲ့ဖျက်ပေးခဲ့ပြီးသူ့ခြေထောက်တွေကတော့ရောင်ပြီးကျန်နေခဲ့ပါတယ်သူတို့တွေဟာအာနာတိကတိုက်မှာရွတ်လွတ်နေရင်ဘေးကရေတွေကခဲသွားခဲ့ပြီးရေခဲတွေထဲမှာတင်မောကပိတ်မိနေခဲ့ပါတယ်တင်မောနှစ်စင်းလုံးပေါ်မှာလူ129ယောက်လုံးစားဖို့နှစ်အနည်းငယ်ထိခံမဲ့အစားအစာတွေပါခဲ့ပါတယ်သူတို့တွေဟာနွေရာသီမှာရေခဲတွေကအရည်ပျော်လိမ့်မယ်လို့ခန့်မှန်းခဲ့ပေမဲ့နှစ်နီးပါးကြာတဲ့အထိရေခဲတွေကအရည်မပျော်ခဲ့ပါဘူးအဲဒါကြောင့်သူတို့တွေဟာအေးခဲနေတဲ့ပင်လယ်ပြင်ပေါ်မှာအိမ်ကိုလမ်းလျှောက်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့အနည်းဆုံးမျိုးမရောက်ခင်မှာပဲတေကုန်ကြပါတယ်နောက်နှစ်100ကျော်ကြာမှတင်မောပြက်ကိုရှာတွေ့ခဲ့ကြပြီးအထဲမှာဓာတ်ရတွေပါတဲ့လူအယိုးစုတွေကိုရှာတွေ့ခဲ့ကြပါတယ်တချို့လူတွေကအေးခဲပြီးတေကြတာမဟုတ်ပဲအစားခံထားရကြောင်းသိလိုက်ရပါတယ်